ဒီအမျိုးသမီးကသူ့သမီးကိုဘဲလေးကတက်အောင်လုပ်ချင်လို့ပေါ့အဲ့ဒါနဲ့သူ့သမီးရဲ့လက်တွေကိုနောက်ကနေဆွဲကြိုက်ပြီးကြောပေါ်ကိုတက်နှင်းလိုက်ကပဲအာနာကနာကျင်လွန်းနေပြီဆိုပေမဲ့သူ့အမေကလက်မလွတ်ပဲဆက်လုပ်နေတာနောက်ဆုံးတော့သူ့သမီးရဲ့ကြောရိုးကိုပါကျိုးသွားစေခဲ့တယ်အာနာကမြေပြင်ပေါ်မှာလဲရောက်ပြီးလှုပ်လို့မရတော့ပေမဲ့သူ့မျက်နှာမှာတော့တတရာရသွားတဲ့အရေးအယောင်မျိုးပေါ်နေခဲ့တယ်သူ့အမေကဘာအကိရှိမှမသိတဲ့ပုံစံနဲ့အာနာရဲ့ခန္ဓာကိုယ်ထဲကိုအယုတ်လုပ်တဲ့စက်ကရိယာတစ်ခုထည့်သွင်းလိုက်တယ်ဒါနဲ့အာနာဟာအယုတ်တယုတ်ကိုဖြစ်သွားပြီးအဲ့ဒီအချိန်ကစပြီးဂီတတစ်တာတွေကအယုတ်လိုပဲကစားကကုံလို့သာရတော့တာပေါ့စင်တို့ကြော်ကြပြီးတဲ့နောက်လူတစုကဒီအယုတ်ကိုတွေးခဲ့ကြတယ်ဝီလီယမ်ဆိုသူကအယုတ်ပေါ်ကအဖြူရောင်ပဝါကိုဆွဲဖယ်လိုက်တယ်အယုတ်ကဟောင်းသွမ်းနေပြီမဲ့ကောင်မလေးကတော့နုပြုံနေစေပဲအဲ့ဒီနောက်လူစီကအောက်ခြေကအပေါက်လေးတွေကိုတို့ထိုးထည့်လိုက်တယ်အယုတ်ကလည်းစက်ရုပ်ဆန်ဆန်စိတ်ခံစားမှုမဲ့တဲ့ပုံစံနဲ့တွန့်ပြန်ပြီးလေကကခုံပါတော့တယ်အကပြီးဆုံးကနေတော့အယုတ်ရဲ့အာယုံခံစားမှုကတခြားလူတရားရှိနေတာကိုသိလိုက်ရတယ်သူ့မျက်လုံးတွေကိုချုပ်ထားတာဆိုတော့ပေါ့ဒါနဲ့သူကဟိုဒီအနံ့ခံကြည့်လိုက်ရုတ်တရက်သူကလက်လန်းပြီးလူစီကိုလေပင်းညက်ဖို့လုပ်တယ်ဒါပေမဲ့လူစီကတာမာလုံးတော့သူ့ကိုသွန်းထုတ်ပြီးလဲကြအောင်လုပ်လိုက်နိုင်တယ်လူစီကအန်နာမျက်လုံးကချုပ်ပြိုးတွေကိုဖြတ်ပေးလိုက်တော့အမြင်အာယုံနဲ့တတိပြန်ရလာခဲ့တယ်အဲ့ဒီအခါကျမှသူကလူစီကိုတိုက်ခိုက်တာရပ်တန့်သွားတော့တယ်နောက်ဆုံးမှာတော့အန်နာဟာလိုင်းတဘိုးလေးတွေရိုက်ခတ်နေတဲ့ကန်းကြေကိုရောက်ရှိလာခဲ့တယ်လို့ပြောရမှာပေါ့